ဒါကတော့ခမိုက်မိုက် action ရုပ်ရှင်ဇာတ်ကားလေးပဲဖြစ်ပါတယ်ဇလန်းကအနာဂတ်ကာလတစ်ခုမှစတာဂျွန်ဆိုတဲ့ marine တပ်သားဟောင်းတစ်ယောက်ရှိတယ်သူကသူ့အထက်လူကြီးကိုတတ်တယ်လို့အကျဉ်းတောင်တွေထဲမှာအဆင့်အမြင့်ဆုံးဖြစ်တဲ့ level 6အကျဉ်းတောင်ကိုပို့ခံလိုက်ရတယ်အဲ့ဒီထောင်ကထောင်ပိုင်ကြီးကတော့ခတ်ဆိုးဆိုးပဲမင်းတို့လိုလူအမိုက်တွေကိုလူအဖွဲ့အစည်းကအလိုမရှိတော့ဘူးဒီမှာပဲတသက်လုံးပုတ်တိုးသွားတော့ဆိုပြီးကြိုဆိုတာပေါ့ဂျွန်ကလည်းခေးသူမဟုတ်ဘူးအရင်တောင်တွေကနေနှစ်ခါတောင်ထပ်ပြီးဖူးထားတယ်သူထောင်ထဲရောက်တဲ့ပထမဆုံးညမှာတဲ့ဂျွန်ကသူ့စီမှာရှိတဲ့မုတ်လေးကိုဝေမျှကျွေးတဲ့ခန်းဖော်တဲ့ခင်းသွားတယ်ဒါပေမဲ့ထောင်ပိုင်ကြီးကဒါကိုကင်မရာကနေမြင်သွားပြီးထောင်စည်းကမ်းဖောက်ဖျက်မှုဆိုပြီးအပြစ်ပေးဖို့လုပ်တော်တာတယ်နောက်ရက်မှာဂျွန်ရဲ့အခန်းဖော်ကိုလူပုံအလဲမှာကြာပုတ်နဲ့ဆယ်ချက်ရိုက်ဖို့အမိန့်ပေးတယ်ပိုဆိုးတာကဂျွန်ကိုယ်တိုင်အဲ့ဒီကြာပုတ်ကိုကင်ပြီးသူ့တငယ်ချင်းကိုရိုက်ခိုင်းတာဂျွန်ကညင်းလိုက်တော့ထောင်ပိုင်ကဂျွန်ရဲ့တငယ်ချင်းကိုတတ်မယ်လို့ချင်းချောက်တယ်အဲ့ဒီမှာဂျွန်ကထောင်ပိုင်ကိုတစားခိုင်းလုပ်ပြီးပြန်ခုခံပေးမိုက်နောက်ဆုံးတော့အရိုက်ခံရပြီး Epsilon လို့ခေါ်တဲ့အကျဉ်းသားအစိုးဆုံးတွေကိုပို့တဲ့ကျွန်းတကျွန်းကိုအပို့ခံလိုက်ရတယ်ဒီကျွန်းကတော့တကယ်ကိုတောရိုင်းကြီးပဲရောက်ချင်းမှာတင် outsiders လို့ခေါ်တဲ့လူရိုင်းတစုနဲ့တိုးပြီးအဖမ်းခံရရောအဲ့ဒီအုပ်စုရဲ့ခေါင်းဆောင်က Merrick တဲ့သူကဂျွန်ကိုစမ်းတက်ချင်လို့သူ့ရဲ့လက်ယုံဖြစ်တဲ့ Raph ကိုတတ်ခိုင်းတယ်ဂျွန်ကတော့စစ်သားဟောင်းဆိုတော့ဓာတ်နဲ့တစ်ချက်တည်းပစ်တက်လိုက်ပြီး Merrick ကိုပါရေးတဲ့တွန်းချတနက်လူပြီးထွက်ပြေးလာခဲ့တယ်။တောထဲမှာတယောက်တည်းဒဏ်ရာတွေနဲ့ပြေးနေရင်းကနေနောက်ဆုံးမှာတော့ insiders လို့ခေါ်တဲ့နောက်ထပ်အဖွဲ့တစ်ခုကကဲလိုက်လို့သူတို့ရွာကိုရောက်သွားတယ်။ဒီအဖွဲ့ကတော့အရင်အဖွဲ့နဲ့မတူဘူး။စီကန်းရှိတယ်အေးအေးချမ်းချမ်းနေကြတယ်။သူတို့ခေါင်းဆောင်ကတော့ father လို့လူတိုင်းကခေါ်ကြတယ်သူပဲ။ဂျွန်ကဒီဂျွန်ကနေဘလို့ပဲဖြစ်ဖြစ်ထွက်ပြေးခြင်းနေတာ။အဲ့ဒီမှာဒါတ်လို့ခေါ်တဲ့စစ်ပင်စရာတယောက်နဲ့တွေ့ပြီးသူတို့လျှို့ဝှက်စောင့်နေတဲ့လှေအတွက်လိုအပ်တဲ့စစ်ပစ္စည်းကို Merrick လို့ကနေပြန်လူပေးဖို့သဘောတူလိုက်တယ်။ဒါပေမဲ့အခြေအနေတွေကရှုပ်ခွေးကုန်တော့ Merrick တို့အဖွဲ့ကဒီအေးအေးချမ်းချမ်းရွာကိုဝင်တိုက်ထိုးပြင်လာကြတယ်။ Christmas ညမှာတဲ့တိုက်ပွဲကြီးကစတာပဲ။မီးမြားတွေနဲ့ပြစ်တန်ကားတွေကိုဖြိုနဲ့တကယ်ကိုသွေးချောင်းစီးတဲ့ပွဲကြီးပဲ။ဂျွန်ကတော့ရှေ့တန်းကနေပါဝင်တိုက်ခိုက်ပေးခဲ့တယ်။တိုက်ပွဲအတွင်းမှာဖာဒါကြီးဒဏ်ရာရတယ်လို့ဂျွန်ရဲ့တငယ်ချင်းတစ် KC လဲဂျွန်ကိုကဲတင်ရင်အသက်ပေးသွားခဲ့ရတယ်။နောက်ဆုံးမှာတော့ဂျွန်က Merrick ကိုလက်စားကြီးတက်ဖြစ်နိုင်ခဲ့တယ်။ဒါပေမဲ့ Witness ရာကသူတို့ရဲ့လွတ်မြောက်ရေးမျိုးလင်းချက်တဲ့လှေကြီးလဲဖျက်ဆီးခံလိုက်ရတယ်။ပိုဆိုးတာကသူတို့ထဲမှာထောင်ပိုင်ကြီးကိုတရင်ပေးနေတဲ့တလျိုထွေးကသူတို့ယုံကြည်ရတဲ့ဆရာဝန်တွန်ဖြစ်နေတာပဲ။ဒါပေမဲ့ဂျွန်ကအရှုံးမပေးဘူး။တလျိုထွေးကိုအတုံးပြပြီးထောင်ပိုင်ကြီးစီကရဟတ်ရင်ကိုလှဲချခေါ်လိုက်တယ်။ရဟတ်ရင်ဆင်းလာတဲ့အချိန်မှာဂျွန်တို့အဖွဲ့ကစစ်သားတွေကိုတိုက်ထုတ်ပြီးထောင်ပိုင်ကြီးကိုတော့အဲ့ဒီကျုံးပေါ်မှာပဲလူရိုင်းတွေကြားထဲမှာထားခဲ့လိုက်တယ်။ဂျွန်ကတော့ရဟတ်ရင်ကိုကိုယ်တိုင်မောင်းပြီးကျုံးပေါ်ကအကျဉ်းသားအချို့နဲ့အတူကောင်းကင်ချင်းရဲတွေကိုပြန်တက်ပြီးလွတ်မြောက်သွားပါတော့တယ်။ဒီဇလန်းလေးကတော့ဒီမှာပဲပြီးသွားပါပြီ။စိတ်ဝင်စားစရာကောင်းတယ်မဟုတ်လား။နောက်ထပ်ရောဘလို့ပုံငင်မျိုးနားထောင်စေခြင်းသိလဲပြောပါအောင်။